လေးတို့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယမနွယ်နီကန်ဝင်းရေးသားထားတဲ့မတ်တက်ပြေးတို့ဖတ်ဖို့ BAPR စာစဉ်တွေကဖုန်းမဆွဲဖို့လိုပါသည်ဆိုတဲ့အကြောင်းလေးကိုမမကပြောပြပေးသွားပါမယ်ဒီအကြောင်းလေးကိုတော့ကာတွန်းတီဟစကန်တစ်ကတရုပ်ဖော်ပေးထားတာပဲဖြစ်ပါတယ်ဖုန်းမဆွဲဖို့လိုပါသည်ဒီနေ့ဇွဲနဲ့ရရတို့မိသားစုမျိုးတစ်ကအိမ်တစ်လေးကိုပြောင်းလာကြတယ်အိမ်လေးရဲ့ဘေးမှာကစားကွင်းနဲ့ပန်းခြံလေးတစ်ခုကိုတွေ့လိုက်ရတော့ရရတို့ပြောသွားတာပေါ့ဟာကစားကွင်းအကြီးပဲဟေးတငယ်ချင်းတစ်တင်နဲ့ကစားရတော့မယ်ညနေဆောင်တော့ကစားဖို့ပန်းခြံနဲ့သွားတဲ့အခါကစားကွင်းထဲမှာသူတို့နှစ်ယောက်ပဲရှိတဲ့ဇွဲရီကစားကွင်းနဲ့ဘယ်သူမှမလာကြဘူးနော်အေးဟာအနီးနားကိုကြည့်လိုက်တော့ပန်းခြံဘေးကအိမ်မှာဂိမ်းကစားနေတဲ့ကလေးတစ်ယောက်ရှိတယ်။ဇွဲနဲ့ရရကစားကွင်းမှာအတူကစားဖို့သူ့ကိုလှမ်းခေါ်ခဲ့ပေမဲ့ဂိမ်းကစားနေလို့မလိုက်တော့ဘူးတဲ့။နောက်တစ်အိမ်မှာ TV ကြည့်နေတဲ့ကလေးတစ်ယောက်နဲ့တွေ့တယ်။သူကလည်းကာတွန်းကမပြီးသေးလို့ဇွဲတို့နဲ့တူမကစားချင်ဘူး။ဆက်ပြီးသွားတော့လမ်းမေးမှာဖုန်းကိုစီနဲ့ကလေးတွေကိုတွေ့ပြန်တယ်။သူတို့လည်းဖုန်းကြည့်နေလို့ကစားကွင်းနဲ့ပြေးလွှားမကစားချင်ကြဘူး။အဲ့ဒီကလေးတွေသူတို့နဲ့ကစားချင်လာအောင်ဘယ်လိုလုပ်ရမလဲလို့ဇွဲတို့တိုင်ပင်ကြတယ်။ရရအကြံတစ်ခုရတယ်။ပြီးတော့အဲ့ဒီအကြံကိုကောင်းထည့်ဖော်ဖို့သူတို့နှစ်ယောက်ကလေးတွေစီပြန်သွားကြတယ်။ဒီတစ်ခါတော့ကစားဖို့မခေါ်တော့ပဲရရအကြံတိုင်းပြောင်းပြီးပြောလိုက်တယ်။တငယ်ချင်းတို့ရေပန်းခြံထဲမှာနောက်ဆုံးပေါ်ဖုန်းတစ်လုံးဖွက်ထားတယ်။ရှာတွေ့တဲ့သူကအဲ့ဒီဖုန်းအပိုင်ရမယ်တဲ့။ကလေးတွေလည်းဖုန်းကိုလိုချင်တာနဲ့ပန်းခြံထဲကိုပြေးလာကြတာပေါ့။ကစားကွင်းထဲပြေးလွှားပြီးဇွဲတို့ပြောတဲ့ဖုန်းကိုရှာကြတယ်။ပန်းခြံတွေကတစ်ပင်နဲ့ပန်းမင်တွေကြားမှာလိုက်ရှာတယ်။ဒန်းတွေရှောတွေပေါ်မှာလည်းရှာတယ်။ဒါပေမဲ့ဖုန်းကိုမတွေ့ဘူး။ဖုန်းဆွဲဂိမ်းဆွဲနေတဲ့ကလေးတွေမို့တနေ့ကုန်ဖုန်းပဲကင်ပြီးထိုင်နေကြတော့ကိုလက်လှုပ်ရှားမှုမရှိခဲ့ကြဘူးလေ။ပြေးလွှားလှုပ်ရှားလိုက်တာနဲ့သူတို့အလွယ်တကူမောပန်းလာတာပေါ့။ရရမောနေတဲ့ကလေးတွေကိုကြည့်ပြီးအမှန်တိုင်းပြောပြလိုက်တယ်။တငယ်ချင်းတို့ရေမောနေပြီလားဖုန်းဖွက်မထားပါဘူးကွာမင်းတို့ပန်းချံထဲလာကစားရအောင်ညာပြောမိတာပါတို့ခွင့်လွတ်ပါဇွဲရလဲကလေးတွေကိုဖုန်းကြည့်ပြီးအမြဲထိုင်မနေဖို့အကြံပေးလိုက်တယ်ဖုန်းနေဂိမ်းနေဆွဲရင်ပြေးလွှားကစားဖို့မင်းနေတတ်ကြတယ်ကိုလက်လှုပ်ရှားမှုမရှိတော့ဘူးချွေးမထွက်တော့ဘူးဒါကြောင့်အခုလိုပြေးတဲ့အခါအလွယ်တကူမောပန်းလာတာပေါ့ဖုန်းဆွဲတာမကောင်းဘူးမောပန်းနေတဲ့ကလေးတွေကလည်းဖုန်းမရတော့ဘူးဆိုလို့စိတ်ပြတ်သွားကြတယ်ဒါပေမဲ့ဇွဲနဲ့ရရပြောသလိုပဲဖုန်းကြည့်လို့တဲ့အတွက်မျက်စိတွေနားလာတယ်မျက်ရည်ဘူးတွေကျလာတယ်အမောမခံနိုင်တော့ဘူးလေဒါကိုအခုသူတို့သတိထားမိသွားတယ်ဒီကနေ့ကစပြီးဖုန်းကိုအလွန်ကြုံသုံးတဲ့အကျင့်ဆိုးကြီးကိုသူတို့ပြင်ကြတော့မယ်တဲ့မင်းတို့ညာပြောတာခွင့်လွတ်ပါတယ်လာတူတူကစားရအောင်အခုဆိုရင်တိတ်ဆိတ်နေတဲ့ပန်းခြံလေးဟာညနေဆောင်တိုင်းကလေးတွေနဲ့စီကားနေပါတယ်ဇွဲနဲ့ရရလဲမြို့သစ်လေးမှာတငယ်ချင်းအစ်စ်တွေနဲ့ပျော်နေပါပြီကဲဒီနေ့မှာတော့ဖုန်းဆွဲတာမကောင်းတဲ့အကြောင်းကိုမမကပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုအများကြီးပြောပြပေးသွားအောင်ပါမို့လို့မမရဲ့ YouTube Channel လေးကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်။ Facebook ကနေကြည့်ရှုတဲ့ကလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။